ဆာကူရာမြို့ထဲမှာတော့အလားဆုံးအိမ်တစ်လုံးရှိပါတယ်။အဲ့ဒီအိမ်လေးကတော့အပန်းရောင်လေးဖြစ်ပြီးအရန်ကိုလှတယ်လို့အရန်လည်းနေချင်စရာကောင်းပါတယ်။ကဲသမီးမျက်လုံးဖွင့်လိုက်တော့မယ်နော် ready ပဲမလား။ဝေါအဖေဝယ်လာပေးတဲ့လက်ဆောင်ကြီးကအကြီးကြီးပဲဟော။ဟုတ်တာပေါ့အဖေရဲ့ချစ်သမီးလေးအတွက်လက်ဆောင်ကြီးကြီးရမှာပေါ့။မိုင်းလိုက်တာဖေရဲ့ကျေးဇူးတင်ပါတယ်။ရပါတယ်သမီးရဲ့လက်ဆောင်ဖွင့်ကြည့်လောက်နော်။လက်ဆောင်ကတော့ပန်းရောင်ပါပဲအယုံမကြီးတစ်ခုပါပဲ။ဝေါအယုံမအကြီးကြီးပဲဟော။တလောက်ကြီးတာကြီးကိုအဖေဘယ်ကနေရှာဝယ်လာလဲ။အဲ့ဒါအရေးမကြီးဘူးသမီး။အရေးကြီးတာဒီယောက်ကဆော့ဖို့တော့မဟုတ်ဘူးနော်။ဒီအိမ်မှာအလှဆင်ဖို့အတွက်သမီးကိုဝယ်ပေးတာ။ဟာအဲ့တော့အဖေအတွက်ပေါ့အဖေမကောင်းအဖေကဒီယုံမကြီးကိုကြိုက်ညာမလား။အဲ့လိုနဲ့နောက်ရက်မနက်မှာတော့ဖူဖူကသူ့တငယ်ချင်းတွေနဲ့စော့နေရင်နင်တို့ငါကြွားရအောင်မယ်ငါအဖေလေအယုံမကြီးကိုလက်ဆောင်ဆိုပြီးဝယ်လာပေးတာတကယ်ကိုကြီးကြီးပဲလူတိုင်းပဲဟာစုပုံချစ်ကလည်းအယုံမကြီးကြီးလူအတိုင်းပဲဟုတ်ရဟုတ်လို့လားအေးတိတ်ဟုတ်တာပေါ့နင်တို့ကမယုံလားမယုံရင်ငါယုံလိုက်ခဲ့မောက်ကြီးကလည်းမယုံဘူးတွေဖြစ်နေတာပါငါလည်းမယုံဘူးကွာအယုံမကြီးကြီးတော့မဖြစ်နိုင်ပါဘူးဟာအဲ့လိုနဲ့ညနေဖက်ကိုရောက်လာတဲ့ခါမှာစုပုံချစ်နဲ့မောက်ကြီးလည်းဖူဖူရဲ့အိမ်ကိုရောက်လာပါလေရောဖူဖူငါတို့ရောက်နေပြီနော်အေးလာခဲ့လေဟာဒီမှာငါရှိတယ်လာ A few moments later ဒီမှာတစ်ချက်ရှိုးအယုံမကြီးကဘလောက်မိုက်လဲဟုတ်သားပဲအယုံမငါတို့ထက်တောင်ကြီးသေးတယ်နင်းအဖေကတီးရုပ်ကြီးကိုဘာလို့ဝယ်ပေးရလဲနင်းတီးရုပ်နဲ့ဘလို့ဆော့မှာလဲဟဲ့ခဏနေမှပြောပြမယ်အခုငါရေးသွားတောင်းမယ်ငါလည်းအဲ့လိုအယုံမကြီးကိုလှုပ်ချလိုက်တာဟဲ့မောက်ကြီးကတော့ဒီအယုံမကြီးကိုထုံးလိုက်လေဟာငါတို့ဆော့ရအောင်လေno မရဘူးဟာမရဘူးမရတော့တာပဲဒီရုပ်ကဆော့စရာမဟုတ်ဘူးဟာဒီရုပ်ကအိမ်မှာအလှထားတဲ့အယုံဟာဖူဖူတင်လှုပ်လိုက်မယ်နည်းနည်းတော့ကန်ကြီးချင်တာပေါ့ဟာလှုပ်ပါအယုံမကြီးကချစ်စရာကြီးဟာငါနဲ့တူတယ်တော်ပါစုပုံချစ်ရဲ့အယုံမပူချောပါတယ်သူ့လက်တွေကလည်းတကယ်အသားတွေလိုပဲနော်ဘလူတောင်လှုပ်ထားလည်းမသိဘူးဟဲ့အယုံမအဲ့လိုအကြမ်းမနဲ့မကိုင်းအောင်လေနေယူနေလားကဲပါဖူဖူမရှိတော့အထက်ကိုပြန်ထည့်အောင်လှုပ်မြင်းလှုပ်မောက်ကြီးတို့လည်းဖူဖူမလာသိခင်မှာပဲအယုံမကြီးကိုအထဲပြန်ထည့်လိုက်ပါတယ်အယုံမကြီးကလည်းသူတို့ပြောသလိုပါပဲအရန်ကိုလှလွန်ပြီးလူပုံစံနဲ့လည်းတော်တော်ကြီးကိုတူနေတာပါဆာကူရာမြို့ရဲကရေတကွန်ကြီးကတော့အရန်ကိုလှပနေတာပါရေတကွန်ကြီးကလှတယ်ဆိုရင် channel လေးကို subscribe လုပ်ထားပေးပါအောင်နော်ညဘက်ရောက်သွားတာမလို့ဖူဖူကတော့အိပ်ပျော်နေပါပြီအဲ့လိုအိပ်ပျော်နေတော့မှပဲရုတ်တရက်ဖူဖူကအပန်းရောင်တွေနဲ့ပြည့်တဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်ဟာငါဘယ်ကိုရောက်သွားရလဲအဲ့ဒီအချိန်မှာပဲပါပီအယုံမကြီးပေါ်လာပြီဟယ်လိုမမရဲ့ပန်းရောင်မြို့တော်ကကြိုးဆိုပါရဲကွာဟာမမသမီးအိမ်မှာရှိအယုံနဲ့တော်တော်တူတာပဲတပုံစံတဲပဲဟောသိဟုတ်တာပေါ့မမပါပီအယုံမပဲလေကွယ်ဖူဖူလည်းတော်တော်အံ့ဩစမ်းကြဲနေရပေါ့အဲ့ဒါကြောင့်အယုံမကြီးကိုကြည့်ရင်ဖြည်းဖြည်းချင်းလာနေပါတယ်ဒါဆိုမမအသက်ဝင်ရလားအဲ့ဒါအရေးမကြီးပါဘူးမမတို့တူတူပုံနဲ့ကစားရအောင်လေသမီးကပုံမမလိုက်ရှာမယ်ကစားမှာပေါ့မမသမီးကိုရှာလို့တွေ့မှာမဟုတ်ဘူးနော်အဲ့လိုနဲ့ဖူဖူလဲပုံးစရာနေရာကိုမြင်မြန်ရှာလိုက်ပါတယ်အဲ့လိုပုံးစရာနေရာရှာနေတော့မှာပဲ18 19 20မကူတကူလာပြီဟေးဟာငါ့ကိုရှာတွေ့မှာမဟုတ်ဘူးမမလာပြီနော်လုံအောင်သာပုံးမိတော့ဖူဖူရေဒါပေမဲ့ပါပီယုံမကြီးကဓာကြီးတစ်လက်ကိုကင်ထားပြီးဖူဖူကိုလိုက်ရှာနေတာပါအယုံမကြီးကအရန်ကိုတုံးနေတာပါဖူဖူပုံးတဲ့နေရာကိုတက်တက်ကြီးတွေလာနေတာပါပြေးလို့တော့ရမယ်ပုံးလို့တော့မရဘူးနော်ဖူဖူမော်ကြည့်လိုက်တော့အရန်ကိုလှန့်သွားပါလေရောကဲနင့်ကိုမိပြီလေတေးပြီတော့ဟာရော့ဖူဖူလည်းလန့်နိုးလာခဲ့ပါတယ်အဲ့ဒါတွေအကုန်လုံးကအိမ်မအစိုးတစ်ခုပါပဲအယုံမကြီးကိုကြည့်လိုက်တော့အယုံမကြီးကပုံမှန်အတိုင်းရှိနေပါတယ်အိမ်မဆိုးတွေမှတ်နေရပဲတော်ပါသေးတယ်ဟဲ့အိမ်မဆိုးဖြစ်နေလို့တကယ်ကြီးတိုင်းပဲကြောက်လိုက်တာအဲ့လိုနဲ့နောက်ရက်မနက်မှာတော့ဖူဖူရဲ့အဖေကသမီးအဖေဒီနေ့အလုပ်ကိစ္စနဲ့မြို့ပြင်သွားရအောင်မယ်3ရက်လောက်တော့ကြာမယ်သမီးဟာအဖေကြီးကလည်းသမီးကိုထားခဲ့အောင်မလားမသွားပါနဲ့အဖေရဲ့အဖေလှုပ်နေတာသမီးအဖေသွားချင်လို့သွားနေအောင်မဟုတ်ဘူးလေသမီးလိုတာတွေခိုင်းဖို့အတွက်တီးအန်တီကိုခေါ်ထားတယ်နော်သမီးဘာမှစိတ်ပူစရာမလိုဘူးကျွန်တော်သမီးလေးကိုကိူးဆိုင်လိုက်ပါအောင်ဗျာရပါရဲ့ကွယ်အန်တီခိုးသားသမီးလို့ကိူးဆိုင်ပေးပါမယ်အဲ့လိုနဲ့ညနေဖက်အရောက်မှာတော့သမီးဖူဖူအန်တီတို့အထဲဝင်ရအောင်လေဒီမှာရေကူးတာအရင်ကြာနေပြီအေးပတ်သွားအောင်မယ်ဟာခဏနေအောင်မယ်ဘာမှမဖြစ်ဘူးသမီးနေကြပဲ
မလုပ်ပါနဲ့ကွယ်သမီးပြရင်သမီးဖေကအန်တီကိုစုနေအောင်မယ် မစူပါအန်တီရဲ့သမီးပြောကူမှာပေါ့ပြီးတော့သမီးကတော်ရုံနဲ့မဖျားတတ်ပါဘူးရပါတယ် အဲ့လိုနဲ့ဖူးဖူးတယောက်တည်းရေကူးကန်နားမှာထိုင်နေခဲ့ပါတယ် ဟမ်ငါမိသားရှင်တိတ်ကောင်းပါပဲအဖေကအလုပ်ကိစ္စနဲ့တစ်ချိန်လုံးသွားနေတာငါ့ကိုလည်းကြည့်မဆိုင်ဘူးငါမိသားရှင်တော့အမေနဲ့တူတူရေကူးလိုက်မုံလေးစားလိုက်ကစားလိုက်နဲ့ပြောစရာကြီးအခုတော့ဟာ ဖူးဖူးလည်းဆုံးမသွားတဲ့သူ့အမေကိုတတိယသွားပြီးငိုင်ကျသွားပါလေရောအဲ့ဒါကြောင့်သူ့ခန်းသူ့ပဲပြန်လာလိုက်ပါတယ်ဒါပေမဲ့သူ့ခန်းထဲကိုရောက်တဲ့အခါမှာအခန်းထဲကပစ္စည်းတွေအကုန်လုံးရှုပ်ပွားနေတာကိုတွေ့လိုက်ရပါတယ် ဟာဘာဖြစ်တာလဲဟာငါခန့်ဘာလို့အလောက်တောင်ပွားစီတက်နေရလဲ ဒီနောက်အပေါ်ထက်ကလည်းအသံတချို့ကိုကြားနေရပါတယ် ဟာအပေါ်ထက်မှာဘာဖြစ်နေရလဲ အဲ့လိုနဲ့အပေါ်ထက်ကိုဖူးဖူးလည်းတက်လာပါတယ် အတန်တွေကဒီခန်းထဲလာတာပဲဘာလားဟာ အိမ်သာခန်းထဲကိုဝင်ကြည့်လိုက်တော့တခြားထူးခြားတာဘာမှရှိမနေပါဘူး ဟာဘသူမှလည်းမရှိပါလားဘာလို့အတန်တွေကထွက်နေရလဲ အဲ့လိုအိမ်သားတဲကိုသေချာကြည့်နေတော့မှပဲဒီနောက်မှာတော့ညဘက်ကိုရောက်လာပါတယ်ဖူးဖူးကတော့ထိုင်ကုန်တစ်လုံးမှာချုပ်ခံထားရပြီးပတ်ဆက်တွေလည်းအပိတ်ခံထားရပါတယ်ဖူးဖူးလည်းအော်နေပေမဲ့အော်လို့မရဖြစ်နေရပါတူတူနေစမ်းငါရဲ့ဇလန်ကိုနင့်ကိုပြောပြမယ်နားထောင်အဲ့ဒီဇလန်ကတော့လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းကဖြစ်ပျက်ခဲ့တာပါအချိန်အားဖြင့်ည10 နာရီလောက်ရှိပါပြီဆာကူရာကလပ်ကတော့ဆာကူရာမြို့မှာနာမည်အကြီးဆုံးနဲ့အစိမ့်မြင့်ဆုံးကလပ်ကြီးတစ်ခုပါခက်ချောချောကောင်လေးဆိုကြရတော့ ဟျောင်းကြီးအဲ့ကောင်မလေးကိုတစ်ချက်ရှုံးဘယ်အောင်ကောင်ဝင်လေးနဲ့ချစ်စရာလေးကွာငါ့ကိုမိတ်ဆက်ပေးစမ်းပါ ။အော်အဲ့ဒါ Cherry လေခဏနေအောင်သူတို့ကပြီးမင်းကိုမိတ်ဆက်ပေးမယ် Cherry တို့ကတော့ကလို့ကောင်းနေရပေါ့ အဲ့လိုနဲ့အိမ်ပြန်ချိန်မှာတော့စိုးကြီးဆိုတဲ့ကောင်လေးက Cherry ကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ပါတယ်။ကျမကိုအိမ်လိုက်ပို့ပေးလို့ကျေးဇူးပါနော် ရပါတယ်ကွာဒါနဲ့မနေ့ပြန်ကြငါမွေးနေရှိတယ်လာခဲ့အောင်တော့ Cherry ။ဟုတ်ပြီလေ။ရှင်ကကျမပေါ်ကျေးဇူးရှိတယ်ဆိုတော့လာမှာပေါ့။ကျမမငင်းပါဘူးရှင်။အဲ့လိုနဲ့နောက်ရက်မနက်မှာတော့စိုးကြီးက ready လောက်ထားတော့ဒေါက်တာခဏနေကျွန်တော်ခေါ်ထားတဲ့ကောင်မလေးလာတော့မယ် Okay အားလုံး ready ပဲ အဲ့လိုနဲ့ Cherry ရောက်လာတဲ့ခါမှာတော့ ကိုနဲ့လိုက်ခဲ့နော် Cherry ဟုတ် A few moments later. ဟာဒီကန်းထဲမှာပါတီးမှမရှိပါလားဘလို့ဖြစ်တာလဲပြောနေတော့မှပဲစိုးကြီးကတော့တော်တော်စိုးနေပါပဲ နာဒီမင်္ဂလိရဲ့ခန္ဓာကိုယ်ထဲကိုအထူး device တခုထည့်လိုက်တော့မယ်အဲ့ဒီစမ်းသပ်မှုအောင်မြင်နေဆိုရင်သူကအရှုံးမလေးဖြစ်သွားလိမ့်မယ် ဟုတ်ဒေါက်တာသေချာလို့ဗျာဒီ project အောင်မြင်ရင်ဒေါက်တာအတွက်မဟာဆိုင်အကြီးကြီးတစ်ခုနဲ့နောက်ဆုံးမော်ကားတွေစိန်ခံပစ္စည်းတွေအကုန်လုံးဝယ်ပေးမယ် အဲ့လိုနဲ့စမ်းသက်ခွဲစိတ်ခန်းထဲမှာအချိန်တော်တော်ကြာခွဲစိတ်စမ်းသက်ပေးရနောက်တော့ ဒေါက်တာအချိန်နေဘလို့လဲ ကောင်းတယ် project အောင်မြင်သွားပြီသူ့ရဲ့လူအသားကြီးအရှုံးမလို့ဆီလီကွန်သားဖြစ်သွားပြီကွာမင်းတို့ကြည့်လိုက်တာနဲ့လူတော့မထင်စရာကွာအရှုံးမလေးလိုပဲတန်းနေမှာ ဒါငါရဲ့ဆက်လန်းပဲဘလောက်ဝမ်းနေစရာကောင်းလဲငါ့ကိုလူကနေအယုံမဖြစ်အောင်ပြောင်းပစ်လိုက်တယ်လေအိုက်ကောင်စိုးကြီးတော်တော်ဆိုးတယ်ပြီးတော့နေ့အဖေကလည်းအဲ့ဒီကောင်တွေနဲ့အတူတူပဲအဲ့တော့နေ့ကငါအရှင်တတ်မယ်အဲ့ဒါမှနေ့အဖေခံစားရအောင်ငါလှလှပပလေးကြည့်လို့ရမှာဖူဖူကတော့ပဆက်ပါအပိတ်ခံထားရတာမလို့ဘာမှကိုပြန်ပြောမရဖြစ်နေတာပါအဲ့ဒီအချိန်မှာပဲအယုံမကြီးကဇလန်လေးကတော့ဒီလောက်ပါပဲနော်ညနေ3 နာရီတိုင်းမှာဇလန်အသစ်တွေတင်မင်းနေပါတယ် channel လေးကို subscribe လုပ်ရတဲ့လုပ်ထားခဲ့ပါနောက်ဗီဒီယိုမှာပြန်ဆုံရပါရှင်